ညီမနာမည်ကဒါထပ်ပါအမကမပုံပုံပါဟုတ်အသက်က23နှစ်ရှိပါပြီအမက55နှစ်ပါတော်ဆက်ပုံကတော့ဒါရဲ့အန်တီလှလှလေးပဲဖြစ်ပါတယ်မမီလို့ပဲခေါ်ပါတယ်ဒါကတော့ဒီမလေးပါဘယ်တော့အတူတူလေးကျမရဲ့နာမည်ကဖြူဖြူဖုန်းတင်ဖြစ်ပါတယ်ကျမသူ့ရဲ့အတော်အငယ်ဆုံးတော်ပါတယ်ရှင်အသက်ကတော့32နှစ်ပါရှင်ညီမကတော့ပြည့်ငိမ့်မှာဒါပေမဲ့အနုပညာလှူရှာတဲ့နာမည်တော်တော်များများသိတဲ့နာမည်ကတော့ပြည့်လို့ပဲသိကြပါတယ်ညီမအသက်ကတော့အခု22နှစ်ပါရှင်ကျမနာမည်ကတော့မမြင့်စင်ပါအသက်ကတော့46ရှိပါတယ်ဒါကတော့ကျမရဲ့ဒူလေးပေါ့တားနာမည်ကကျတော့ Christy ပါကျွန်တော်ရဲ့အသက်ကကျတော့21ရှိပါပြီတမျိုးကအစားတော့သိရတယ် 1KK လို့ပဲသိရနောက်ပိုင်းမှာရန်ကင်းကြီးကို YKK ကိုရန်ကင်းကြီးကိုဆိုတာကိုသိတာအစားတော့မသိဘူးပထမဆုံးစစားခဲ့ရကြိုက်ခဲ့ရတော့ကျေးကိုအရင်နဲ့ပေါ့နော်ဝက်ချီကိုကြိုက်ပါတယ်ပြီးရင်နောက်တစ်ခုကကျတော့ကျွန်တော်ကွန်ပူတွဲစားလေးရှိတာကျတော့ကျွန်တော်ကြက်ချီတော့ဆုပ်ပြုတ်ပေါ့နော်ဝက်ကြီးကိုစီချက်တူတူပဲဝကြီးကိုဒါမှပွဲကြီးမှာအုံနောက်စားတယ်အုံနောက်စားချင်လို့အမေကတော့ဂျီယိုပဲကြိုက်တယ်ဂျီယိုတော့ကြိုက်တယ်ပြောမှာဆိုတော့ရှင်းဂျီယိုလည်းကြိုက်တယ်နောက်ဂျီယိုစီချဲလည်းကြိုက်တယ်ဂျီအိုမှာအရင်နဲ့စားဖို့တယ်အဲ့ဒီဟာဝက်သားလေးနဲ့စားဖို့တယ်စားဖို့တဲ့နေရာမှာနောက်အစ်စ်မီနူထပ်ပေါ်တော့တုံရန်ဂျီအိုအဲ့ဒီဟာထက်အကြိုက်ဆုံးမီနူကကျတော့တုံရန်ဂျီအိုကြိုက်တာဂျီယိုစီချက်ရယ်ပြီးတော့ပြင်လည်စာစီချက်ပြင်လည်စာဂျီယိုပေါ့ပြင်လည်စာဂျီယိုလည်းကြိုက်တယ်နောက်တစ်ခုကြိုက်တယ်ချင်းဆက်ဂျီအိုလည်းကြိုက်တယ်ဘာလို့လဲဆိုတော့ချင်းဆက်တစ်ခါကျအဲ့လိုစိတ်ရမ်းညင်းတယ်အဲ့လိုချင်းဆက်လေးစားရင်ဒါပျောက်သွားဆိုတော့ချင်းဆက်ဂျီအိုလည်းကြိုက်တယ်တကြံရောက်ပြီဆိုလို့ရှိရင်ခေါဆောင်ခုံမယ်သူများကိုခေါဆောင်ခုံမယ်အဲ့လိုခက်ခါကျတော့တကြံရောက်ရင်ဆိုအဲ့လိုရင်ခုန်ဖုန်းချိန်ပေါ့နော်ဘာလို့လဲဆိုတော့အဲ့လိုကျောင်းက3လပိုင်းလောက်ဆိုပိတ်ပြီလေကျောင်းမပိတ်ခင်မှာကလေးကတကြံရောက်တငယ်ချင်းတွေဆိုတော့တငယ်နေကအိမ်လာခင်တော့နောက်သွားလဲကြမယ်တူတခါပလန်ထားပြီအဲ့လိုပလန်ထားပြီဆိုအမေဘာလုပ်လဲဆိုဖုန်းကြည့်ဖို့ခိုင်းတယ်အမေလည်းဖုန်းကြည့်ဖို့ခိုင်းတယ်နှစ်3နှစ်လောက်ဟုတ်တယ်နှစ်3လောက်အမေကဒီ2016လောက်မှာဟုတ်ခိုင်းတယ်ပေါ့နော်ငယ်6တန်း2016မှာဟုတ်ခိုင်းတယ်ဟုတ်ပြီးဒီ2019ကျရင်တော့ပြော2016မှာဒီ2016မှာတော့ဖုန်းကြည့်ဖို့လိုက်ဆိုအဲ့လိုချော့ပြော2019ရောက်လို့လည်းထပ်ဖို့ခိုင်းတကြံလို့ပြောလိုက်တာနဲ့ကျမတို့စိတ်ထဲမှာပြင်းမြင်တာတော့တရားစခန်းဝင်ရမယ်ပေါ့နော်။ဟိုလဲဆိုတော့အိမ်ကကျမတို့ကကြီးရခါကြတော့ကြီးတာတဲ့ကြီးတဲ့ပုံစံကအဖွားတွေအတော်တွေအကြီးတွေရဲ့လက်ထဲမှာကြီးတာဆိုတော့တကြံဆိုလို့ရှိရင်အရင်ဆုံးဖုန်းချောင်းသွားရမယ်ဗနေရတရားစခန်းဝင်ရမယ်ဖတ်တိလိုက်ရှိဝင်မလားကတော့မတိုးဘူးလားအဲ့လိုမျိုးရာနေပဲစတင်ခဲ့တယ်ပေါ့နော်။အန်တီတွေမမေတွေကပေးမသွားဘူးအရန်သွားချင်တာသူများတွေလေကားနဲ့သွားမနေ့အစောကြီးဘယ်လောက်လဲ9နိုင်6နိုင်လောက်ပဲရှိတယ်တချင်းနေဖွင့်ကြပြီအဲ့ဆိုလူငယ်ဆိုတော့သိရမလားသူများသွားချင်တယ်ကလေးတွေကစားရင်ကစားချင်တယ်သွားချင်တယ်ဒါပေမဲ့ပေးမသွားအောင်အဲ့လိုမျိုးတကြံမရောက်ခင်ဒီလိုမျိုးနှစ်တလားလောက်ဆိုတာနဲ့လူကြီးရဲ့ရှင်မှာမဟုတ်ပတ်တောင်းပြီးရင်တကြံမှာဘာဝေးရမလဲဆိုတာကိုအင်ကြီးရှာဝယ်ပြီးတလားလောက်တည်းကမိဘတွေစီကမုံဘိုးတွေတောင်းပြရတာနဲ့မန်တက်တွေကိုအင်းရှိမှာထိုးစောင်းပေါက်တွေငါအဲ့လိုအကူမောင်နှမတွေအဲ့လိုကဲကြတာတိတ်ပျော်ဖို့ကောင်းတာတကြံပါပါဦးဘိုးတောင်းတာတော့ကွာဘိုးတောင်းတာတူတယ်ဟုတ်တယ်ကျမတို့အိမ်ကနေပြီးတော့ကားလုံးစင်းခါပြီးသွားတဲ့အခါကျတော့မြို့တွေလိုက်ပို့ပေးတာရှိရေပေါ့နော်ဒါပေမဲ့လိုက်ပို့တဲ့အခါကျရင်လည်းအကိုတွေဦးလေးတွေမပါဘဲနဲ့ကျမတို့တစ်ခါမှသွားရတဲ့နှစ်ဆိုတာမရှိဘူးပြီးရင်သွားလို့ရှိရင်လည်းကျမတို့ဘာလဲဆိုလို့ရှိရင်လုံးဝဖားတိလာရှင်နဲ့မချအကုန်လုံးဝက်စားပြီးသွားတဲ့အခါကျတနခါဘဲချားတွေနဲ့လူးပေးပြီးတော့မှလွှတ်လေးရှိရေဘယ်တော့မှလွတ်လက်ဆိုတာမျိုးမသွားဘူးပေါ့နော်သူများတွေတကြံဆိုလို့ရှိရင်အမျိုးဝီပေါ်နဲ့အဲ့လိုမျိုးလေးမှုတ်တဲ့ဟာကြီးသူနဲ့လာပြီးဆိုလို့ရှိရင်ကိုကသွားကျင်တာတိလားအရန်ဟာလူငယ်ဆိုတော့သွားကျင်တာဒါပေမဲ့ဘလို့မစိတ်မချဘူးကြောင်းတက်နေတဲ့ကာလလည်းဖြစ်တယ်စေကြောသက်လည်းဖြစ်တော့လေမြို့တကြံကတော့ကျောင်းတကြံလေးရှိတယ်ကျောင်းတကြံမှာဆိုရင်မော်နီတာနဲ့အကလိုတိုင်ပင်ပြီးတော့မန်တက်တီထိုးပြီးရင် DJ တွေခေါ်အဆိုတော့ခေါ်ပြီးတော့ကျောင်းတကြံလုပ်တယ်တကယ်တကြံမှာဆိုရင်မန်တက်တီသွားတယ်တစ်ကက်တီကြိုဝဲထားပြီးတော့မန်တက်တီသွားတယ်ပြီးရင်ပြောတယ်တောက်တယ်စားတယ်ငယ်ကမှချင်းတချမ်းရောက်ပြီဆိုရင်အမေပြေစီပိုင်းထုတ်မှလည်းအင်းရှိမှလို့စီပိုင်းလေးထုတ်ပြီးတော့ဒီပတ်အောင်အမေကမန်တက်တေးလေးပေါ့အဲ့လိုအောင်လည်းမန်တက်လေးအောင်လည်းပြပြပြစတူဒီတာမိုးကဆောင်းနေပါလေလုပ်ပြီးရပေါ့ဒီလေးဆိုခုနကတော့တရားမင်းစင်းလာတာကိုကြိုတယ်ကြိုပြီးရင်လူကြီးရဲ့တင်ပေးထားတာလေဒါနှစ်ဟောင်းမှရှိတဲ့အညစ်အကြေးတွေကိုရေပက်တယ်ဆိုတာသူမြောက်နာအောင်မလုပ်ရဘူးကိုဝင်ဆောင်နေမပက်ကဘူးတန်ဃာတွေမပက်ကဘူးယောဂီတွေမပက်ကဘူးရုံးဝန်တန်းတွေမပက်ရဘူးအဲ့လိုပြောပါတော့အဲ့လိုသတ်မှတ်ထားတယ်ပြီးတော့တရားပွဲတွေဆင်နွှဲအဲ့ဒါလေးအကုန်လုံးကလည်းဒါယူရတလေးပဲဟုတ်တယ်ကျမတို့ရွာတွေဘက်ဆိုတဲ့အခါ
ကြတော့လေဒီအကျိုးပဲဖြစ်ဖြစ်အကျက်ပဲဖြစ်ဖြစ်အတက်ပဲဖြစ်ဖြစ်ဒီအိမ်ဒီမှာ studio ဒေတာလောက်တာတွေရှိတယ်ပေါ့နော်အဲ့ဒီလိုမျိုးပုံစံတွေကိုသွားလေးရှိရဥပမာတချို့အိမ်ကကြာလို့ရှိရင်ကျွန်တော်တကြံထမင်းကျွေးတာရှိရဲတချို့အိမ်တွေကကြာတော့မလုံးရေးဘော်လေးလုံးတာလေးရှိရဲတချို့အိမ်တွေကကြာတော့ကျွန်တော်တို့ဒီစံပြုတ်ပလူတာလေးတွေရှိရဲပေါ့နော်အဲ့လိုမျိုးရိုးရာလေးတွေရှိရဲ studio ဒေတာကျွေးတဲ့ပုံစံလေးတွေဒါတော့အလှဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကဒီကျွန်တော်တို့မျိုးဆက်မမဟုတ်ဘူးဒီနောက်မျိုးဆက်မမဟုတ်နောက်မျိုးဆက်တွေပါဒါဟာလုပ်တဲ့အရာလေးပေါ့နော်နေဟောင်းကညစ်ကြေးကိုဆိုပြီးတော့နှစ်သက်ကိုပူတဲ့အခါမှာကောင်းမွန်သောကုသိုလ်ကောင်းမှုတွေနဲ့ကုစေခြင်းနဲ့ပြီးတော့ရင်နောက်တစ်ခါကျအလူကြီးသူမတွေကိုလည်းကျွန်တော်တို့ပြုစုတဲ့အခါမှာလည်းဆေရောကိုပါတက်တက်ကြွကြွနဲ့ပါဝင်စေခြင်းနဲ့ပြီးနောက်ခါကျတော့ဘုန်းကြီးကျောင်းတွေကိုလည်းသွားတဲ့အခါမှာလည်းဒီပုံမှန်တော့သွားစေခြင်းနဲ့ပေါ့နော်ဒါဥပုပ်ရက်တိုင်းသွားစေခြင်းနဲ့ဆိုပေမဲ့ဒီနှစ်ဟောင်းဒီဆွန့်တဲ့အချိန်မှာရှိတဲ့တကြံရက်တွေအကုန်လုံးကိုဆက်လက်ပြီးတော့ထိမ့်သိမ်းပြီးတော့ကုသိုလ်ကောင်းမှုကိုပြုသွားစေခြင်းနဲ့ပုံစံလေးကိုတော့ထိမ့်သိမ်းသွားစေခြင်းပါတယ် ။ကြံဆိုတော့သူတော်တော်များများပေါ့နော်လို့ခုနအတိတ်ပဲနှစ်ဟောင်းမှာရှိတဲ့အညစ်အကြေးတွေကိုရေနဲ့ဆေးချလိုက်ပြီးတော့အညစ်အကြေးတွေအားလုံးပယ်ပြောက်သွားတယ်ဆိုတော့အဓိကတော့အဲ့အတိတ်ပဲနဲ့ရေသုံးလောင်းကြတာပေါ့နော်တယောက်နဲ့တယောက်ရေပက်ရေကစားပက်ကြတယ်။ကြံရောက်ပြီဆိုလို့ချင်းလည်းရေမဆိုလို့ရှိရင်ကိုကြံကြရလို့ဘယ်သူမှမတတ်မှတ်ချင်ဘူး။အဲ့တော့ရေပက်တဲ့ရိုးရဒလီလေးလည်းတကယ်လည်းကောင်းပါတယ် ။မှာဒီတကြံရဲ့ရင်းချင်းမှုပေါ့ဟိုကျွန်တော်တို့ငငယ်တော့ဆိုလို့ရှိရင်လည်းဒီတကြံမှာရေးပက်လို့ရှိရင်အဲ့လိုအခုဒီဘဝဒီခေတ်လိုတော့မဟုတ်ဘူးเนาะဟိုရေပိုင်းနဲ့ပတ်တာမဟုတ်ဘဲနဲ့အဲ့လိုတပြေကက်ကလေးနဲ့ပတ်တာပြီးတော့ဟိုတနခါလေးတွေရေးဖြော်ပြီးတော့တနခါနန်းသားလေးတွေလိမ့်တာပေါ့เนาะနောက်တစ်ခုကကျတော့ဟိုဒီတကြံနှစ်စတရက်နေ့ဆိုလို့ရှိရင်ဘုန်းကြီးတွေတန်ဃာတော်တွေကိုစုံစမ်းသိမ်းလောင်းတာပြီးရင်ညနေပိုင်းဆိုလို့ရှိရင်ဟိုပိတ်တရားနာတာပေါ့အဲ့လိုမျိုးလေးတွေလုပ်ကြတယ်ပြီးတော့ငါလွတ်တယ်ခိုးလေးတွေလွတ်တယ်ပေါ့เนาะပြီးတော့လို့ရှိရင်ဥပုသ်တင်စောင့်တည်ရပေါ့ဒီတကြံရဲ့အတော်အတွင်းမှာပေါ့အဲ့လိုမျိုးလေးတော့လုပ်ဖြစ်ပါတယ် အုံးလက်မန်တက်သမီးက ဟုတ်တယ်။အုံးလက်မန်တက်ကဘယ်မန်တက်ဒီအခုချိန်မှာဘလောက်ပဲလေမန်တက်အကြီးတွေအဲ့မန်တက်တစ်ခုမှမပြီးအုံးလက်မပိုင်ဒါကြံမန်တက်လို့ယူစားနေတယ်ပြီးတော့အုံးလက်မန်တက်ရနောက်ပြီးတော့လေငုဝါပန်းလေးတွေဇောက်ထိုးချိန်တာလို့ ပတောင်ပန်းလေးတွေပြီးတော့ငွေဖလားတို့အတာအိုးတို့ဒါတွေကမြမတကြံရိုးရာစစ်ရဲ့ဒလေးအဲ့ဒလေးတော့မပြောက်စီချင်ဘူး နှစ်သက်မှာလို့ဒီတယောက်ကမောနဲ့ရေချိုးလိုက်တာတကယ်အညစ်အကြေးတွေတကယ်တန့်ဆန်တာတကယ်တိတာအဲ့ဒီရိုးရာကိုတကယ်မပြတ်စေချင်ဘူး ရိုးရာကိုလုံးဝမပြတ်စေချင်တဲ့အရာကတော့ဗာလဲဆိုရင်ကျမတို့ဒီလူငယ်တွေကြီးပဲဆင်နွှဲပြီးသွားတဲ့အခါကျတော့လူကြီးသူမတွေကိုလိုက်ပြီးတော့ကုသိုလ်ကောင်းမှုပြုတဲ့အရာလေးကိုတော့လုံးဝစင်စက်မပြတ်ဖြစ်စေချင်တဲ့ဒါကတနည်းအားဖြင့်ပြောရမယ်ဆို generation တစ်ခုပေါ်ထားတဲ့တမိုးထားမှုလို့လည်းယုံကြည်တယ်ပေါ့နော်။ဆိုတော့အဲ့ဒါလေးကိုတော့မပြောက်ဖြစ်စေချင်ပါဘူးရှင့်။ တမျိုးခင်မှာဆိုအရင်လိုမျိုးဝက်စားစင်ရင်ပုံနေရောနားထောင်တဲ့တချင်း music taste တွေကအကုန်လုံးပြောင်းလဲကုန်ပြီပေါ့နော်အဲ့ဒါရင်းနဲ့ဖော်ပြကြတာပေါ့အရင်တော့အခုဆိုရင်အရင်တော့တချင်းတွေရှိရဲအဲ့အရင်တချင်းတွေပေါက်ခဲ့တဲ့တချင်းတွေကိုအခုခေတ်မှာဆိုရင်DJ လေးနဲ့ထည့်လာပြီးအဲ့လိုမျိုးတစ်ပို့ပြီးမြူလာ ဒီကပိုကြွတဲ့ဟုတ်တယ်ပိုပြောဖို့ကောင်းလား ဝက်စားစင်ရင်ပုံတွေကလည်းပြောင်းလဲလာပြီးကောင်မလေးတွေရောကောင်လေးတွေအရင်ဆိုကောင်လေးတွေအစားဝက်တက်စားတက်လာပြီးတည်ရမှာပို့ပြီးတော့ မျက်စိပတ်တာလည်းဖြစ်တယ် ဟုတ်တယ်အဲ့လိုမျိုးဖော်ပြကြရဲပေါ့နော်ဟုတ် ဒီမိုင်းဆိုတာလူငယ်ဆိုတော့သိရမလားတငယ်ချင်းတွေဆုံပြီးဆိုလို့ရှိရင်တောက်မယ်စားမယ်ပျော်မယ်ပါမယ်အဲ့လိုမျိုးပါရီးသားရှိတဲ့သူတွေရီးသားနဲ့သွားမယ်ပေါ့နော်အဲ့လိုမျိုးအန်တီကြတော့နေနာအားနေဟာအပြင်းမဲ့သွားနေရပဲလို့မိုးလင်းပြီဆိုတာနဲ့ပဲသွားမယ်ချိန်မယ်သွားမယ်မလုပ်နဲ့ဟာသိရမလားတကြံမှာကုသိုလ်ကောင်းမှုတွေလုပ်ပါလားနည်းနည်းပါဖုန်းကြောင်ခေါ်ရမလိုက်ဘူးအဲ့လိုမျိုးဆိုတော့အဲ့လိုသူတို့နဲ့လည်းတစ်ခါတည်းလိုက်စီချင်တာပေါ့နော်အထင်မှနေအားနေလူငယ်တွေသိရမလားအားနေတကြံစောနဲ့တောက်မယ်စားမယ်ဆိုတာကြီးပဲအဲ့ဒါမျိုးသူတို့ကထင်နေကြမနေ့ကလည်းအဲ့လိုလည်းမဟုတ်ပါဘူးလို့ဖေကတော့ရင်ထဲမှာအမြင်ရှိပါတယ်တကြံကာလအတွင်းမှာပဲဟုတ် ကျမတို့မျိုးဆက်နှစ်ခုလုံးစုံတဲ့တကြံတွင်းကာလတော့အရက်ပါပဲမိသားစုတွေအကုန်လုံးနှစ်ဆန်းတရက်နေ့ဆိုလို့ရှိရင်တစ်နှစ်ပတ်လုံးအိမ်မှာအတူတကွစီစီလုံးနေလို့ရှိရင်ဒီတစ်ရက်လေးနေရင်အကုန်လုံးစင်ပြေတယ်ကောင်းမွန်တယ်အဲ့ဒီပတ်စံမထွက်ရင်လက်လာပါပူပြီးတိုးတယ်အဲ့လိုအယူဆလေးတွေလည်းရှိတဲ့အခါကျတော့ဘယ်တော့ပြန်လာခဲ့ပြီဒီကတော့နိုင်ရမယ်နှစ်သက်ကူဒါအန်ဒီရကင်းနိုင်ရမယ်ပေါ့နော်ဒီနှစ်ခုကတော့ဒါသူတို့မျိုးဆက်ဖြစ်ကျမတို့မျိုးဆက်ဖြစ်အကုန်လုံးကဒီအယူဆကိုလက်ခံကြတယ်ပေါ့နော် အရင်နှစ်တည်းကဆိုရင်ဒီတကြံရောက်ပြီးပျော်ဖို့ပါဖို့လောက်ပဲတည်ရတကယ်ပြောအဲ့ပျော်မယ်ဒါတောက်လူငယ်တွေတော့ဒါတောက်ဖြစ်တယ်ပေါ့နော်တောက်ကြမယ်ပြောကြမယ်နှစ်ဆန်တရနေ့ကျရင်ကျူးကျင်နေပြီးတော့၄ရက်လုံးကြဲကုလိုကောင်းမှုလည်းမလုပ်ဖြစ်ဘူးအဲ့လိုနှစ်တွေဆိုရင်အဲ့လိုမျိုးဒီအဆင်မပြေဘူးလို့ခံစားရပါတော့တကယ်လို့တော်တို့အခုဒါအသက်ကြီးလိုက်ချင်မှအသက်နည်းနည်းပေါ့နည်းနည်းအရွယ်ရလာချင်မှတို့ပြောတဲ့စကားအရတကယ်မှန်မယ်အဲ့လိုမျိုးကုလိုကောင်းမှုတွေလုပ်ပြီးတဲ့နဲ့ကုလိုကောင်းမှုတွေလုပ်ပြီးတနေ့လုံးရဲ့အညစ်အကြေးတကယ်တန့်စင်သွားပြီးတော့တကယ်မှနှစ်သက်ခံစားရပါတော့နော်ကံကောင်းခြင်းတွေရောက်လာတယ်လို့